Hello everyone, welcome back to my channel. Today we're going to learn 5 advanced vocabulary. ဒီနေ့မှာတော့ advanced vocabulary 5ခုကိုလေ့လာသွားမှာပဲဖြစ်ပါတယ်။ဘာကြောင့် vocabulary တွေကိုလေ့လာတင်တာလဲဆိုရင် podcast နားထောင်တဲ့အချိန်ကိုကြိုက်တဲ့အမှုပညာရှင်တွေရဲ့ interviews တွေကိုနားထောင်တဲ့အချိန်ကိုချက်အင်္ဂလိပ်စာ level မြင့်တဲ့သူတွေနဲ့ conversation တွေပြောတဲ့အချိန်မှာဒီရဲ့ vocabulary တွေကိုသိထားရင်ကိုယ့်ရဲ့နားလည်နိုင်မှုစွမ်းရည်နဲ့စကားပြောစွမ်းရည်တွေကပိုပြီးတော့တိုးတက်လာစေနိုင်တဲ့အတွက်ကြောင့် vocabulary တွေကိုလေ့လာသင်ပါတယ်။ဒီနေရာမှာတခုပြောချင်တာဟာဤကအင်္ဂလိပ်စာမတရားမဟုတ်ပါဘူး။ဒါပေမဲ့အင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့တည်သမျှလေ့လာသမျှကိုစေတနာပြည့်နဲ့မျှဝေပေးနေတဲ့သူပဲဖြစ်ပါတယ်။ဒီရဲ့ဗီဒီယိုထဲမှာဆိုရင်အင်္ဂလိပ်စာလေ့လာနေတဲ့နေရာမှာတွေမဟုတ်ဘဲနေ့စဉ်ဘဝအတွက်ပါအရန်အသုံးဝင်တဲ့ advanced vocabulary ၅လုံးကို example နဲ့တကွာအလွယ်ကူဆုံးရှင်းပြပေးထားလို့အဆုံးထိကြည့်ကြရအောင်။ So, without further ado, let's get started. First vocabulary is determine. Determine ရဲ့အဓိပ္ပာယ်ကကြတော့ဆုံးဖြတ်ချက်တွေခိုင်မာတာဘလောက်ပဲခက်ခဲမရရအောင်အရှုံးမပေးဘဲနဲ့စူးစမ်းရဲဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်။ For example အနေနဲ့ဆိုရင် she is determined to improve her English. သူကသူ့ရဲ့အင်္ဂလိပ်စာကိုစူးစမ်းဖို့အတွက်ပေါ့နော်မဆုံးမနစ်ပဲစူးစမ်းတယ်လက်မလျှော့ဘဲနဲ့စူးစမ်းရဲဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်။နောက်ထပ် example ကကြတော့ he was determined to succeed despite many problems. He was determined to succeed despite many problems. သူမှာပြဿနာတွေအများကြီးရှိပေမဲ့လည်းသူမရရအောင်အောင်မြင်မှုတွေရအောင်စူးစမ်းခဲ့တယ်ပေါ့နော်။အောင်မြင်မှုတွေရအောင်မဆုံးမနစ်ပဲနဲ့စူးစမ်းခဲ့တယ်လက်မလျှော့ပဲနဲ့စူးစမ်းခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်။ Okay, let's move on to number 2. Number 2 vocabulary ကကြတော့ trigger ပဲဖြစ်ပါတယ်။ trigger မှာအဓိပ္ပာယ်2မျိုးရှိပါတယ်။ပထမဆုံးအဓိပ္ပာယ်တစ်ခုကကြတော့တခုခုကြောင့်ကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုဖြစ်ပေါ်စေတာပေါ့နော် For example အနေနဲ့ဆိုရင် This video triggered my motivation. This video triggered my motivation. ဒီရဲ့ဗီဒီယိုကငါ့ကိုစိတ်ခွန်အားတွေရစေတယ်စိတ်ခွန်အားတွေရအောင်လှုံ့ဆော်ပေးတယ် Okay trigger ရဲ့ဒုတိယအဓိပ္ပာယ်ကကြတော့ကိုယ့်ဘဝရဲ့အမှတ်တရတွေကိုပြန်လည်ပြီးတော့တတိယစေတာ For example အနေနဲ့ဆိုရင် that place triggered childhood memories. That place triggered childhood memories. ဒီရဲ့နေရာဆိုရင်ငါရဲ့ကလေးဘဝရဲ့အမှတ်တရတွေကိုပြန်လည်ပြီးတော့အမှတ်ရစေတယ်တတိယစေတယ်ကလေးဘဝရဲ့အမှတ်တရတွေကိုပြန်လည်ပြီးတော့ယူဆောင်လာပေးတယ်ဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ် Okay, let's go to the next one. Number 3 vocabulary ကကြတော့ it all comes down to your mindset. It all comes down to your mindset ရဲ့အဓိပ္ပာယ်ကကြတော့အရာအားလုံးကကြတော့ကိုယ့်ရဲ့စိတ်ပေါ်မှာပဲမူတည်ရပေါ့နော်ကိုဘလို့တွေးတယ်ကိုဘလို့စဉ်းစားတယ်ကိုဘလို့မြင်တယ်ဆိုတော့ကိုယ့်ရဲ့ယူဆချက်တွေပေါ်မှာပဲမူတည်ရပေါ့နော် For example အနေနဲ့ဆိုရင် learning English isn't about age it all comes down to your mindset Learning English isn't about age it all comes down to your mindsetအင်္ဂလိပ်စာလေ့လာတယ်ဆိုတာကြတော့အသက်အရွယ်နဲ့မဆိုင်ဘူးတကယ်တမ်းဆိုင်နေတာကိုယ့်ရဲ့စိတ်ဓာတ်နဲ့ပဲဆိုင်တာပေါ့နော်ကိုမှစူးစမ်းခြင်းစိတ်လောက်ကင်ခြင်းစိတ်သာရှိမယ်ဆိုရင်အရာအလုံးဖြစ်နိုင်တယ်ဘယ်ရမဆိုစတင်ဖို့နောက်မကျသေးဘူးဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်နောက်ထပ် example တစ်ခုကကြတော့ success doesn't come from luck it all comes down to your mindsetအောင်မြင်မှုတွေဆိုတာလေကံကောင်းလို့ရလာတာမဟုတ်တကယ်တမ်းကျတော့ကိုယ့်ရဲ့စိတ်ပေါ်မှာမူတည်ရကိုယ့်ရဲ့လှုပ်ရှင်ကိုင်ခြင်းစိတ်တွေပေါ်မှာပဲမူတည်နေတာကိုမှာဒါ burning desire ရှိမယ်ဆိုရင်ဘေးရမှာကိုကိုတာ Okay let's move on to number 4 Number 4 vocabulary ကကြတော့ figure out ပဲဖြစ်တယ် figure out ရဲ့အဓိပ္ပာယ်ကကြတော့တခုခုကိုနားလဲတာအဖြေရှာတာပြဿနာတွေကိုဖြေရှင်းနေဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ် For example အနေနဲ့ဆိုရင် she finally figured out why she was tired နောက်ဆုံးမှာတော့သူဘာကြောင့်ပင်ပန်းလဲဆိုတာကိုသူနားလဲသွားတယ် She finally figured out why she was tiredနောက်ဆုံးမှာတော့သူဘာကြောင့်ပင်ပန်းနေဆိုတာနားလည်သွားရဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်နောက်ထပ် example တစ်ခုကကြတော့ we need to figure out how to fix this problem we need to figure out how to fix this problem ဒီရဲ့ problem ကိုဘယ်လိုဖြေရှင်းရမလဲဆိုတာငါတို့အဖြေရှာသင့်တယ် Okay let's move on to the last one the last one is action and mindset propagate each other like a cycle
action and mindset propagate each other like a cycle ရဲ့အကျိပ္ပယ်အားကြတော့ကိုယ့်ရဲ့လှုပ်ဆောင်ချက်တွေကကိုယ့်ရဲ့စိတ်ကိုလွှမ်းမိုးမှုရှိတယ်အဲ့ဒီလိုပဲကိုယ့်ရဲ့စိတ်ကလည်းကိုယ့်ရဲ့လှုပ်ဆောင်မှုတွေကိုလွှမ်းမိုးမှုရှိတယ်ကိုယ့်ရဲ့လှုပ်ဆောင်ချက်တွေနဲ့ကိုယ့်ရဲ့စိတ်တက်ကကြတော့အပြန်အလှန်တက်ရောက်မှုရှိနေဆိုတဲ့အကျိပ္ပယ်ပဲဖြစ်တယ် For example အနေနဲ့ဆိုရင် one learning English action and mindset propagate each other like a cycle because practice builds confidence and confidence leads to more practice အင်္ဂလိပ်စာလေ့လာနေတဲ့အချိန်မှာဆိုရင်ကိုယ့်ရဲ့ action ပေါ့နော်ကိုယ့်ရဲ့လှုပ်ဆောင်ချက်နဲ့ကိုယ့်ရဲ့စိတ်ကဆိုရင်အပြန်လန်းတက်ရောက်မှုရှိနေတယ်။ဘာကြောင့်လဲဆိုတော့လေ့ကျင့်ပေါ့နော်လေ့ကျင့်ထက်ကလေ့ကျင့်တဲ့အတွက်ကြောင့်မို့ confidence ပေါ့နော်ယုံကြည်မှုတွေတိုးလာတယ်။အဲ့ဒီရလာတဲ့ယုံကြည်မှုတွေကြောင့်ပဲနောက်ထပ်လေ့ကျင့်ရမှာကိုကမကြောက်တော့ဘူးပို့ပြီးတော့လေ့ကျင့်ဖြစ်သွားတယ်ဆိုတဲ့အကျိပ္ပယ်ပဲဖြစ်ပါတယ်။ဟုတ်ကဲ့ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင် like and subscribe လေးလုပ်ထားဖို့မမေ့နဲ့နော်။နောက်ထပ်ဘယ်လို vocabulary မျိုးတွေကိုသိချင်သေးလဲဆိုတာကို comment မှာရေးခဲ့ပေးလို့ရပါတယ်။